နိုဘီတာကဖုန်းထဲကိုလက်နိုင်ပြီးတခုခုကိုလှမ်းဖမ်းဆွဲလိုက်တဲ့အချိန်မှာပဲတစ်ဖက်ကရှီဇူကာကအော်တန်ထွက်လာပါတယ်နိုဘီတာကအတင်းဆွဲလိုက်တာကြောင့်ရှီဇူကာရဲ့စကတ်ကကျွတ်ပြီးပါလာပါတော့တယ်ငါတော့တေးပြီးဒီတစ်ခါတော့တကယ်သွားပြီးရှီဇူကာငါ့ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တော့ဘူးလို့နိုဘီတာတွေးနေတော့မှပဲသူ့မိကရှီဇူကာရောက်နေတယ်လို့လှမ်းပြောပါတယ်သူငါ့ကိုလာကလည်းစားချင်ရပဲလို့တွေးပြီးနိုဘီတာကရှီဇူကာကိုတောင်းပန်စကားတွေတိတ်ဆက်ပြောပြီးခွင့်လွှတ်ဖို့အသနာခံပါတော့တယ်ဒိုဂျီမွန်ကလည်းဘေးကနေကူပြီးတောင်းပန်ပေးပါတယ်ဒါပေမဲ့တကယ်တော့ရှီဇူကာကပြစ်တင်ဖို့လာတာမဟုတ်ပါဘူးနိုဘီတာမင်းဒီမော်ဖုန်းကိုတုံးပြီးဒေကီဆူကီကိုကူညီပေးလို့ရမလားလို့သူမကမေးပါတယ်သူတို့နှစ်ယောက်လုံးကြောင်သွားတဲ့အတွက်ရှီဇူကာကဒေကီဆူကီကြုံနေရတဲ့ထူးဆန်းတဲ့ကိစ္စကိုပြောပြပါတယ်အဲ့ဒါကတော့မကြသေးခင်ကစပြီးညတိုင်းဒေကီဆူကီရဲ့ဖုန်းကညီလာတက်ပြီးဖုန်းကင်လိုက်တိုင်းကြောက်စရာကောင်းတဲ့အတန်ကြီးထွက်လာတာပါဖုန်းချလိုက်ရင်တော့ခဏနေရင်ပြန်ဆက်ပါတယ်ဒါကရက်တော်တော်ကြာနေပြီဖြစ်လို့ဒေကီဆူကီခင်ဗျာနှိမ့်ဆက်ခံနေရတယ်လို့ဖြစ်ပြီးအိပ်ရေးတွေပြက်နေပါတယ်အဲ့ဒါကြောင့်ပဲသူ့ရဲ့စာမေးပွဲအမှတ်တွေလည်းကျဆင်းလာပါတယ်နိုဘီတာနဲ့ဒိုယေမွန်တို့လည်းမခံမရနိုင်ဖြစ်ပြီးအဲ့ဒီလူကိုဖမ်းဖို့ဒီညဒေကီဆူကီအိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်နိုဘီတာကကူညီမယ်ဆိုတော့ရှီဇူကာကကျေးဇူးတွေအထက်ထပ်တင်ပြီးပြန်သွားပါတယ်နိုဘီတာကလည်းအဲ့ဒီလူကိုတေချာပေါက်ဖမ်းပေးမယ်လို့သတိပေးလိုက်ပါတယ်ရုတ်တရက်ဒိုယေမွန်ကစကတ်ကိုကန်ပြအပြင်ကိုပြေးထွက်သွားကမင်းစကတ်ကြံခဲ့တဲ့ဟဲ့လို့ပြောပါတယ်ရှီဇူကာကတော့အရန်ရှက်သွားပြီးစကတ်ကိုဆွဲယူကလူတွေကြားကုန်ရင်ရှင်းပြလို့မရတော့ဘူးအကျယ်ကြီးမအော်ပါနဲ့လို့ပြောပြီးထွက်သွားပါတယ်အဲ့ဒီနောက်နိုဘီတာကအခန်းထဲပြန်ဝင်အိယာခင်းချန်ပြီးညကြရင်လူဆိုးဖမ်းဖို့အားမွေးဖို့တရေတမောအိတ်ဖို့ပြင်ပါတယ်ဒါပေမဲ့ဒိုယေမွန်ကအချိန်ဆက်ကိုတုံးပြီးဒီညစီကိုတန်းသွားတာကပိုကောင်းတဲ့အကြံလို့ပြောပါတယ်သူတို့လည်းဒေကီဆူကီအိမ်ကိုချက်ချင်းရောက်သွားကြပါတယ်ဒီညတော့စိတ်ချလက်ချအိတ်ပါတော့လူဆိုးဖမ်းဖို့ငါတို့တာဝန်ထားလိုက်လို့ပြောတော့ဒေကီဆူကီကကျေးဇူးတင်ပြီးအိတ်ပြောသွားပါတယ်အခုသူတို့ဖုန်းကြီးလာမှာကိုပဲစောင့်ရပါတော့မယ်ဒိုယေမွန်ကတရိယာတစ်ခုထုတ်လိုက်ပြီးနိုဘီတာကိုအိတ်မပြောစေဖို့တတိပေးပါတယ်နိုဘီတာကလည်းတက်တက်ကြွကြွပဲသဘောတူပါတယ်နှစ်နာရီလောက်ကုန်ဆုံးသွားတဲ့အခါသူတို့လည်းမအောင်နိုင်တော့ပဲအိတ်ပြောသွားကြပါတယ်ရုတ်တရက်ဖုန်းကြီးလာတော့သူတို့လက်နိုးလာပြီးဒိုယေမွန်ကတရိယာကိုဖုန်းမှာချက်ချင်းတက်လိုက်ပါတယ်နိုဘီတာကဖုန်းထဲကိုလက်နိုင်လိုက်ပြီးဒီတစ်ခါတော့ဘယ်ပြေးမလဲကြည့်ကြသေးတာပေါ့လို့ပြောပါတယ်ဒါပေမဲ့တစ်ဖက်ကလူကအတင်းရုံးကန်နေပါတယ်အဲ့ဒီအချိန်မှာနိုဘီတာကတစ်ဖက်မှာနူးညံ့တဲ့အရာတစ်ခုကိုစမ်းပြီးခံစားလို့ကောင်းနေပါတယ်နိုဘီတာကအားကုန်တုံးပြီးဆွဲထုတ်လိုက်တဲ့အခါမှာတော့သူတို့လန့်သွားကြပါတယ်အဲ့ဒါကနောက်ထပ်စကတ်တစ်ခုဖြစ်နေလို့ပါရှီဇူကာရဲ့မျက်နှာကဖုန်းထဲကနေပေါ်လာပြီးငါကိစ္စတွေဘယ်လိုနေလဲဆိုတာသိချင်လို့လှမ်းဆက်တာပါဘာလို့ငါစကတ်ကိုထပ်ဆွဲချုပ်ပြန်လာလဲလို့မေးပါတယ်နိုဘီတာကချက်ချင်းတောင်းပန်ပြီးစကတ်ကိုမနှက်ဖြတ်ပြန်ပေးမယ်လို့ကတိပေးလိုက်ရပါတယ်နောက်တစ်ခါဆိုရင်ဘယ်သူလဲဆိုတာအရင်တီးပြရမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲဖုန်းကထပ်မိလာပြန်ပါတယ်အချင်းချင်းကြည့်လိုက်ပြီးနောက်နိုဘီတာကဖုန်းကင်ပြီးဘယ်သူလဲလို့မေးပါတယ်ဒီတစ်ခါတော့မမနိုင်တော့ပါဘူးအဲ့ဒီလူပဲဖြစ်ရမယ်ဒိုယေမွန်ကကရိယာတက်ပေးပြီးနိုဘီတာကလက်နှစ်ဖက်လုံးနဲ့နှိုက်လိုက်ပါတယ်ရုံးရင်ဆန်ခတ်ဖြစ်တဲ့တွေကြောင့်ဒေကီဆူကီတောင်နိုးလာပါတယ်ဒိုယေမွန်ရဲ့မနာတဲ့ကြိုးစားမှုကြောင့်နောက်ဆုံးမှာတော့ဖုန်းထဲကနေမှုကေမရှွန်ဟက်နဲ့ကျောင်းသားတယောက်ကိုဆွဲထုတ်နိုင်လိုက်ပါတယ်နိုဘီတာနဲ့ဒေကီဆူကီတို့မြင့်တက်သွားကြပါတယ်အဲ့ဒီလူကဆောင်းမေးပွဲတိုင်းမှာအငြင်းအန်ဒုတိယရတဲ့အတန်းဖော်ပဲဖြစ်ပါတယ်ဘာလို့ဒီလိုလုပ်ရတာလဲလို့နိုဘီတာကမေးတဲ့အခါသူကဆောင်းမေးပွဲတိုင်းမှာဒေကီဆူကီကငါ့ထက်အမှတ်နည်းနည်းလေးပိုနေတယ်ငါဘလောက်စူးစမ်းသူ့ရဲ့ပထမနေရာကိုမကြုံနိုင်ဘူးလို့ပြောပါတယ်အဲ့ဒါကြောင့်သူကဒီလိုရုံမာတဲ့အကြံကိုထုတ်ခဲ့တာပါဒေကီဆူကီကနားမလည်နိုင်ပဲညတိုင်းဒီလောက်နောက်ကျတဲ့အထိဖုန်းဆက်နေတာမင်းရောမအိပ်ဘူးလားလို့မေးပါတယ်တကယ်တော့ငါကကျောင်းကပြန်လာတာနဲ့အိတ်တယ်ညကျမှနိုးလာပြီးစားလို့ရင်းနဲ့မင်းကိုဖုန်းဆက်နှောက်ရှက်တာလို့ပြောပြီးအဲ့ဒီကျောင်းသားကငိုပါတော့တယ်ဒီเจ้าကိုဆရာမဒါမှမဟုတ်အတန်းဖော်တွေကိုပြောလိုက်ရင်ငါတိတ်ခါတော့သူများဖြစ်ပြီးငါတော့သွားပြီလို့သူကညီးသွားပါတယ်ဒေကီဆူကီကစိတ်မကောင်းဖြစ်သွားပြီးသူ့ကိုနှစ်သိမ့်ပါတယ်စိတ်မပူပါနဲ့မင်းကကိုထပ်မနှောက်ရှက်တော့ဘူးဆိုရင်ငါဘသူ့ကိုမှမပြောပါဘူးနောက်ဆောင်မေးပွဲကြရင်မင်းကကိုတရားမျှတစွာနဲ့အနိုင်ယူနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့အဲ့ဒီเจ้าသားကဒေကီဆူကီရဲ့စိတ်ထားကိုကြည်ညိုသွားပြီးနောက်မှမလုပ်တော့ပါဘူးလို့ငိုပြီးသတိပေးပါတယ်